အကျယ်ကြီးပဲနော်ကားပါကင်ကလည်း6စီးအောင်ဆက်နေဒီအိမ်ကြီးရဲ့ထူးခြားချက်ကတော့ခြံဝန်းတစ်ကျဲရှိနေတာပါပဲရန်ကင်းမှာကွန်မနီရုံကန်ဒါမှမဟုတ်တင်တဲ့ကြောင့်ဖွင့်ဖို့ခြံတစ်ကျဲအိမ်တို့ရှာနေရဆိုရင်တော့ဒီနေရာကသင်အတွက်အသင့်တော်ဆုံးပါပဲအိမ်အောင်ဝန်းထဲမှာရှိနေတာဖြစ်လို့တိတ်ဆိတ်ပြီးလုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်ကောင်းကိုလည်းရရှိစေမှာပါယခုအိမ်ကြီးကဂရမ်မြေအမီပေါက်ဖြစ်ပြီးတော့ခြံကျဲ65-95ပေအကျယ်ရှိပါတယ်ဒီနေရာရမိုးကောင်းလမ်းဒဲပေါက်မှာတည်ရှိပြီးတော့ဝေဇနယာလမ်းမကြီးနဲ့ကဘာရေးဖျားလမ်းမကြီးတို့ကိုအလွယ်တကူဆက်သွယ်သွားနိုင်ပါတယ်ရန်ကင်းပေါက်တော်ပြည်သားအိမ်ယာထဲမှာရှိတဲ့ဒီလုံကြီးအိမ်ကြီးရာဆိုရင်နီးနားမှာအထင်ကရနေရာတွေဖြစ်တဲ့ကြောက်ကုန်းစီတီမတ်ရန်ကင်းစင်တာစားတောက်ဆိုင်အပြားပြားနဲ့လူသုံးကုန်ပစ္စည်းရောင်းချတဲ့ဆိုင်တွေလည်းပေါများတာကြောင့်လူကြီးမင်းတို့မျက်စိကျစရာနေရာတစ်ခုဖြစ်နေတာပေါ့အိမ်ထဲမှာဆိုရင်လည်းအခန်းကျဲ master bedroom 8 ခန်းအထိဖွဲ့စည်းပေးထားပြီးတိမ်လုံးကိုကျွန်းပါကက်ရည်နဲ့တသေးသက်သက်ပြင်ဆင်ပေးထားပါတယ်ပထမတက်မှာဆိုရင်လည်းကျွန်းဖျားစင်ကြီးနဲ့အေးချမ်းသက်ရက်တဲ့ဖျားကန်းအကျယ်လည်းပါဝင်မှာဖြစ်ပါတယ်rooftop balcony တကျယ်ဝန်းဝန်းလည်းရှိတော့လာတာဆောင်ဥယျာဉ်လိုမျိုးမိမိစိတ်တိုင်းကြထပ်မံအသုံးပြုနိုင်ပါတယ်24နာရီလုံခြုံမှုပြည့်ရရှိစေရန်အတွက် security gated compound aircon 10လုံးနဲ့ CCTV များအသင့်တက်ဆင်ထားတဲ့အတွက်ဝယ်ယူပြီးရနဲ့ချက်ချင်းနေထိုင်အသုံးပြုနိုင်တာပေါ့ပိုင်ဆိုင်မှုခိုင်မာတဲ့ဒီအိမ်ကြီးရာဆိုရင်ရန်ကင်းဘောက်ထုံမှာရှားပတဲ့အိမ်ကောင်းတစ်လုံးဖြစ်ပြီးတော့စိတ်ဝင်စားလို့လူကိုယ်တိုင်လာရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ HK Property ကိုအခုပဲဖုန်းဆက်သွယ်လိုက်တော့နော်